Hallelujah. Ni no kepada aku le sebab tu gua sinjin awal gua mampu pakai, no? Cuma begini meja ni mego ni kata ye jangan bermalai ko, ada meja ni. Oh, di siapa malai jangan bermalai lu mimi tu, biru le mah. Tu cuma bawa je ni tu. Jangan ada wini dah le. Cara cari ni, alu mimi tak ada le, mampu punya tu ko, no? Di mana ni hingan, no kepada ni kau meja ni. Cuma lu ni dia di kala kasui, nak songdo kala bede. Jadi ni kau mana mamnya, nak kepada aku yang usinci amu itu atadari, nak kepada ne piamu itu atada, nak kepada aku hobi atadi kando atadari. Pipu yang dua, cuma dunia ni yang siapa aku kau bede ni ko, no? Social media ni malah tenu ye, payah tak kini nak kepada payah pun jenisnya, tenu sakap yang dua le dunia ni kau bede ni ko, no? Nak kepada aku pasal itu atada, sinci amu itu atada payah tinggal di cuma orang tu nak buat apa kau apa macam mana? Jauh masa kan ni cek kan ni shit. So bila ni jangan na, ini ada ni ada jenis usah usah cek luna, jangan aku macam mana begini, ni nyam apa tisu payu yang ni, tu pilih ini aja tamnya we awni lagi. For then you will make your way prosperous and then you will have good success. Good success awni me. Make your way prosperous at some time ya we awni me lu ji tha a ba lo wa ma le ni nya ma pye ji shu phat yu de atat da jan sa ko ni nya ma pye ji shu phat yu de atat da shi le jama lu atat da ma chu do a jan si ma awni na shi le a chu do a jan si bi ma awni ma ba phit twa le ma ti bu so le aiကိစ္စလေးတွေဘုရားခင်ကမဖြစ်ရအောင်ဒီနေ့ကိုနောက်တစ်ပတ်တော့အားဖြင့်ခွန်အားပေးနေတာဖြစ်ပါเนาะကျန်းစာအတိုင်းရေးထားသမျှအတိုင်းကျင့်ရမယ်အရင်ဆုံးကျင့်မယ်စောင့်ရှောက်မယ်ပြီးရင်ကျမ်းစာကိုနေ့ညမဖတ်ကြည့်ရှုဖတ်ရတော့အတ္တတာဖြစ်အောင်ဘုရားသခင်ကဖြစ်စေချင်တာဖြစ်တယ်နော်နေ့ညမဖြစ်ကြည့်ရှုဖတ်ရတဲ့အတ္တတာမနက်ဆို၄-၅ပိုင်း10ပိုင်းတော့အလွတ်ကြတော့ပဲကြကြတယ်အဲ့လိုမျိုးမဟုတ်ဘူးနော်ကြည့်ရှုဖတ်ရကအရင်ဆုံးကြည့်ရှုရမယ်ဖတ်ရမယ်ဒီနေ့ဘာဖတ်လဲအဲ့နှုတ်ကပတ်တော်ရေးထားတဲ့အတိုင်းကိုစောင့်ရှောက်ရမယ်ရေးထားသမျှအတိုင်းကျွန်တော်ကျင့်ပါမယ်လို့စောင့်ရှောက်မှာနှုတ်ကပတ်တော်တစ်ခုသင်ဖတ်တဲ့ချိန်တစ်ခုအတိုင်းမှာကျင့်တယ်လို့သင်စောင့်ရှောက်တယ်ဆိုရင်သင်ရဲ့အကြံစီထားမြောက်မှာဖြစ်တယ်သင်တစ်ခုခုကြံစီနေတဲ့အကြံစီမအောင်မြင်ဘူးဆိုရင်ကျွန်မဘုရားခင်နှုတ်ကပတ်တော်တိုင်းကျွန်တော်တို့အတ္တကိုလိုက်ရှောက်မယ်ဆိုရင်အဲ့အကြံစီအောင်မြင်မှာဖြစ်တယ်ကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုလုံးဝစင်ချင်တဲ့အတ္တဖတ်ရှုတဲ့အတ္တနေ့ညဘက်လေပြမန်းနဲ့အဲ့လိုမျိုးထင်မဲနေပေါ့နော်နှုတ်ကပတ်တော်ကိုစင်ချင်တဲ့အတ္တအောင်မြင်တဲ့အတ္တလေးဖြစ်ပွင့်ဘူးနော်ကျွန်မဒါဝိမင်းကြီးရဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဝိမင်းကြီးရဲ့ညပိုင်းသူနှုတ်ကပတ်တော်ကိုစင်ချင်တဲ့အတ္တကိုကျွန်မပြောပြခြင်းနဲ့နားမလဲနှုတ်ကပတ်တော်ကိုကျွန်တော်တို့အနည်းငယ်လေးပဲမိနစ်ပိုင်းလေးပေါ့နော်ဒီအစီအစဉ်လေးကိုဖြတ်ပြီးတော့စင်ချင်သွားတဲ့အတွက်ကိုအများကြီးနှုတ်ကပတ်တော်တွေပြမပြနိုင်ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အတ္တမှာနေ့ရောညရောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုစင်ချင်အောင်မြင်ဖို့ရအတွက်ကြည့်ရှုဖတ်ဖို့လည်းဘုရားသခင်ကမျှော်လင့်နေပါတယ်အဲ့ချိန်မှာကျွန်တော်တို့အတ္တမှာကောင်းချီးခံစားရမယ်အကျဉ်းနေထားမြောက်မယ်အောင်မြင်ခြင်းကိုခံစားရမှာဖြစ်ပါတယ်အာမင်ထာဝရဘုရားသည်သင်ကိုကောင်းချီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ဂိလာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်